အားလုံးပဲမင်္ဂလာပါခင်ဗျာပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်တဲ့ခိုင်ခန့်ပြီးလှပတဲ့ Beat Love ဖနက်ကလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီ Beat Love ဖနက်ကလေးက18နှစ်ကျော်လောက်သက်ကိုအတွေ့အကြုံယူပြီးစေနာမြစ်တာအပြည့်နဲ့ထုတ်လုပ်ထားတာဖြစ်လို့အရေးအသွေးကောင်းမွန်ပြီးလှပတက်ရက်မှုတွေကတော့မြင်တဲ့အတိုင်းပါပဲစားစီမစီပြင်ခလေးစီးတွေပါထုတ်လုပ်ထားတာဆိုတော့မေမေနှစ်သမီးလေးပါစင်တူစီပြီးရှိုးထုတ်လို့ရပြီပေါ့ပြီးတော့ဒီ Beat Love ဖနက်လေးတွေကနှွေးမိုးဆောင်စီးလို့ရဖနက်လေးလည်းဖြစ်ပါတယ်နေ့ရက်တိုင်းရဲ့ခြေလမ်းလေးတွေလှပစေဖို့ရွေးချယ်တဲ့ဖနက်ကိုပြောပါဆိုရင်တော့လှပတဲ့ရဲ့ခိုင်ခန့်ထဲဝါBeat Love ဖနက်ပါ